မင်္ဂလာပါကျွန်တော် Grade H English သင်ယူတဲ့ Unit 2 Lesson 1 The title of Lesson 1 is At a New School ကျောင်းတက်မှာပေါ့ဒီသင်ခန်းစာမှာဘာတွေကိုသင်ရမလဲဆိုတော့ People places and things at school ကျောင်းကလူတွေနေရာတွေအရာဝတ္ထုတွေဒါတွေကိုသင်ရမယ်နောက်တစ်ခုက asking for and giving information သတင်းအချက်အလက်တွေကိုပေးတာတွေသတင်းအချက်အလက်တွေတောင်းတာတွေဒီအကြောင်းလေးတွေကိုကြည့်ရအောင် vocabulary ကစပြီးလေ့လာရအောင် study the following အောက်ပါတို့ကိုလေ့လာပါတဲ့မေကွန်းက answer the questions မေကွန်းတွေကိုဖြေပါ The first question is which school do you go to ဘယ်ကျောင်းကိုမင်းတက်တာလဲ So you need to think about the school you go to ကိုတက်တဲ့ကျောင်းကိုစဉ်းစားဖို့လိုတယ်နော်အဲ့တော့ကျောင်းရဲ့အမှတ်ကဘယ်လောက်လဲဘယ်မြို့မှာရှိတယ်လဲစသဖြင့်ကြိုက်တဲ့ဥစ္စာကိုပြောလို့ရတယ်ကိုတက်တဲ့ကျောင်းနာမည်ကိုပြော The second question is what do you like about your school ကျောင်းနဲ့ပတ်သက်ပြီးတော့ဘာလို့သဘောကျတာရှိတချို့ကျတော့ကျောင်းရဲ့အဆောက်အဦကိုသဘောကျတာရှိတချို့ကျတော့ကျောင်းကတင်ပြတာလေးသဘောကျတာရှိတယ်တချို့ကျတော့လည်းအားကစားကွင်းတွေပေါ့နော်ဒါတွေကြကြဝန်းဝန်းရှိတာကိုသဘောကျတယ်စသဖြင့်ကြိုက်စရာတွေအများကြီးရှိတယ်ဘာလို့သဘောကျလဲကိုပြောချင်တဲ့ဥစ္စာကိုပြောပါဒီမှာ sample answers နေနဲ့ဖြေပြထားမယ်အဲ့တော့ sample answers ဆိုတာကဒီတိုင်းဖြေရမှာမဟုတ်ဘူးကြက်စရာမလိုဘယ်လိုဖြေရမလဲမသိနမူနာယူဖို့အတွက်ပေါ့ဖြေတဲ့အခါကျတော့ကိုယ်ပိုင်အတွေးခေါ်လေးနဲ့ဖြေရမယ်ကိုယ့်ကိုဖြေရ Okay so the first one is I go to number 1 basic education middle school တောင်ကြီးအမှတ်1အခြေခံပညာအလယ်တန်းကျောင်းတောင်ကြီးကိုတက်တယ်ပေါ့ဒါနမူနာတစ်ခုကျောင်းနဲ့ပတ်သက်ပြီးဘာကြိုက်တယ်လဲဆိုတော့ I like the classrooms they are big and clean စာသင်ခန်းတွေကိုကြိုက်တယ်စာသင်ခန်းတွေကကြီးတယ်တန်လန်းတန်ရှင်းတယ်ဒီလိုမျိုးလေးပြောလို့ရ Exercise 2 put the words in the correct column စကားလုံးတွေကိုမှန်ကန်တဲ့စာတိုင်းထဲမှာထည့်ပါတဲ့ add two more words to each column အဲ့ဒီစာတိုင်းတစ်ခုချင်းစီမှာနောက်ထပ်စကားလုံးနှလုံးထည့်ပေးပါပေးထားတဲ့စကားလုံးလေးကိုအရင်ကြည့်ကြည့်အောင် classrooms ဒါစာသင်ခန်းတွေကိုပြောတာ principal ကျောင်းအုပ်ကြီးပေါ့ chairs ကလပ်ထိုင်နေ librarian စာကြည့်တဲ့မှု office ရုံး playground ကစားကွင်း staff room ဝန်ထမ်းတွေရဲ့အခန်းပေါ့နော်ဝန်ထမ်းခန်းပေါ့ gatekeeper ဒါတော့ gate ဆောင်ပြောတာ timetable အချိန်စည်းရင် vice principal ဒါတော့ဒုကျောင်းအုပ်ပေါ့ကျောင်းအုပ်ကို principal လို့ပြောရဆိုရင် vice principal ဆိုရင်ဒုကျောင်းအုပ် library စာကြည့်တဲ့ desk ဒါတော့ဇပွဲဆောင်ပေါ့နော်ဇပွဲပေါ့ dustbin အမှိုက်ပုံးကိုပြောတာပါ dustbin teachers ဒါတော့ဒီဆရာဆရာမတွေ whiteboard ဒါတော့ whiteboard ပေါ့နော်စာရေးတဲ့ဥစ္စာ whiteboard assembly hall စုဝေးခန်းမှာပေါ့ students ဒါတော့ကျောင်းသားကျောင်းသူတွေကိုပြောတာ backpacks ကျိုးဘိုးအိတ်တွေ toilet အိမ်သာပေါ့ books စာအုပ်တွေ canteen ဆိုတာကဒါထမင်းစားတဲ့နေရာကျောင်းမုံစားဆင်းတဲ့နေရာမျိုးဆိုရင် canteen လို့ပြောမယ် clerk စီ maps မြေပုံ laboratory တခွဲခန်း cleaner တန်ရှင်းရေးသမားဒါဆိုရင်စလုံးလေးတွေကိုကြည့်တဲ့အခါမှာစလုံးလေးတွေကလူတွေပါတယ်နေရာတွေပါတယ်နောက်တစ်ခုကပစ္စည်းတွေပါတယ်ဆိုတော့တွေ့ရမယ်အဲ့တော့အဲ့ဒီစကားလုံးတွေကိုပေါ့နော် you have to put the words in the correct column မှန်ကန်တဲ့စာတိုင်းထဲမှာထည့်ပေးရမယ်အဲ့တော့ column ကသုံးခုပြထားတာရှိတယ်ဘာလဲဆိုတော့ people places and things in the classroom ဒီလိုမျိုးလေးတွေပြထားတာရှိအဲ့တော့ကိုကစဉ်းစားရမယ်ဒီပထမဆုံးစလုံးကိုစကြည့်ကြည့်မယ် classrooms စာသင်ခန်းတွေဆိုတာက people လား places လား things in the classroom လားသိကြတာပေါ့ classroom ဆိုတော့သူကနေရာကိုပြောတာပေါ့ဒါကြောင့်မလို့ဟောဒီမှာ classroom ဆိုပြီးတော့တစ်ခုစပေးထားတယ်ရမယ်နော်နောက်တစ်ခု principal ကျောင်းအုပ်ကြီးကျတော့လူလားနေရာလားစာသင်ခန်းထဲမှာရှိတဲ့အရာလားသိကြတာလူပေါ့ so you have to put the word principal in the column for people ဒီမှာထည့်လိုက်တယ်ဒီခုရှိပြီနော် the next one chairs ကလပ်ထိုင်ဒါကြတော့သိကြတယ် people လည်းမဟုတ်ဘူး places လည်းမဟုတ်ဘူးဒါကတော့ဘာလဲဆိုရင် things in the classroom ကိုစာသင်ခန်းထဲမှာရှိတဲ့အရာဒါကြောင့်မလို့ဒီမှာ chairs chairs လို့ထည့်ရမယ် okay the next one librarian စာကြည့်တဲ့မှုဆိုတဲ့ကွာ you must know that it's a that the word librarian is a person လူတစ်ယောက်ဆိုတော့သိရမယ်ဒါကြောင့်မလို့ people ဆိုတဲ့ column ထဲမှာထည့်မယ် L I B R A R I A N librarian the next one office
ရုံးဆိုတော့သိကြတယ်ဒါကဘာလဲဆိုတော့ people လည်းမဟုတ်ဘူး things in the classroom လည်းမဟုတ်ဘူးသူကဘာတခုလဲ places ပေါ့ next one playground ကစားကွင်းဆိုတော့လည်းဘာပဲလဲ it's a kind of place နေရာတစ်ခုပါပဲဒါကြောင့်မလို့ဒီနေရာမှာ playground ထည့် next one staff room ဝန်ထမ်းတွေအခန်းပေါ့နော်ဝန်ထမ်းတွေနားတဲ့အခန်းဒါမျိုးဆိုလည်းနေရာပဲမဟုတ်လားဒါကြောင့်မလို့ ဟောဒီ column ထဲမှာပဲထည့်မယ် staff staff room room the next one gatekeeper gate ဆောင်ကြတော့နေရာတွေအရာဝတ္ထုတွေမဟုတ်တော့ဘူးလူဖြစ်သွားပြီ so you have to put the word in the column for people gatekeeper gatekeeper the next one timetable အချိန်စရာဒါဆိုတော့အချိန်စရာတော့သိပါလိမ့်မယ်သူကလူလည်းမဟုတ်တော့ဘူးနေရာလည်းမဟုတ်တော့ဘူးစာသင်ခန်းထဲမှာတွေ့ရမယ့်အရာပေါ့ so you have to put the word timetable in the column for things in the classroom so please try timetable here timetable timetable the next word vice principal so you will know that vice principal is for the column people vice vice principal principal vice principal the next one library is a kind of place so you have to write library 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 here and the next one desk စပွဲပေါ့ဒါဆိုတော့စပွဲဆိုတာကဘာမှတွေ့နိုင်မယ့်ဥစ္စာလေ things in the classroom စာသင်ခန်းထဲမှာတွေ့နိုင်တဲ့ဥစ္စာပါဒါကြောင့်မလို့ desk 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 the next one dustbin အမိုက်ပုံးဆိုတာလေလူတို့နေရာတော့ပဲဟုတ်ပါမလဲ things in the classroom ဖြစ်မှာပေါ့ဒီမှာထည့် dustbin dustbin teachers ဒါတော့သိကြတဲ့လူတွေပေါ့ teachers teachers whiteboard the whiteboard ball ဆိုတာကတော့ဒါ things in the classroom so you will find a whiteboard in the classroom so please try it whiteboard whiteboard here assembly hall စုဝေးခန်းမဆိုတာတော့သိကြတယ်ဒါနေရာကိုပဲပြောတာပါ assembly hall students သိကြပါတယ်သူကလူတွေကိုပြောတာပါ students students backpacks ကျိုးဖို့အိတ်ဆိုတာကတော့လူတွေနေရာတွေဖြစ်ပါမယ်သူက things in the classroom စာသင်ခန်းထဲမှာမြင်နိုင်တဲ့အရာပေါ့ကျောင်းသားတွေကျိုးဖို့အိတ်ယူလာဆိုရင်ဒါစာသင်ခန်းထဲမှာမြင်လိမ့်မယ်ဒီအတွက်ကြောင့်မလို့ BACKS backpacks toilet ဆိုတာကတော့အိမ်သာဖြစ်တဲ့ကြောင့်မို့သူနေရာဖြစ်မှာပေါ့ဒါကြောင့်မလို့ hori column ထဲမှာထည့်မယ် TOILET toilet books ဆိုတာတော့ဘာမှတွေ့နိုင်မယ့်အရာလေစာသင်ခန်းထဲမှာတွေ့နိုင်မယ့်အရာနော် BOOKS books canteen is a kind of place နေရာတစ်မျိုးပါ so please try canteen here clerk စည်ရေးဆိုတာကတော့ဒါလူမှန်းသိပါတယ် CLERK clerk maps မြေပုံဆိုတဲ့ဥစ္စာကတော့လူတွေနေရာတွေမဟုတ်တော့သူစာသင်ခန်းထဲမှာတွေ့နိုင်မယ့်အရာပါ MAPS maps laboratory တက်ခွဲခန်းဆိုတာတော့သိကြတယ်နေရာပေါ့ LABORATORY laboratory and the next one cleaner တန်ရှင်းသမားဆိုတာတော့လူကိုပြောတာပါ CLEANER cleaner အဲ့တော့အခုစလုံးလေးတွေကိုနော်မှန်ကန်တဲ့ column ထဲမှာထည့်ပြပါပြီ now you have put the words in the correct column ထည့်ပြီးသွားပြီပေါ့အဲ့တော့ထည့်ပြီးသွားတဲ့အခါမျိုးကျရင်ကျွန်တော်တို့ဒီတိုင်းမပြီးသေးဘူးဘာလို့ခိုင်းတာလဲဆိုတော့ add two more words to each column အဲ့ဒီစာတိုင်းလေးတစ်ခုချင်းစီမှာနောက်ထပ်စကားလုံးနှလုံးထည့်ပြီးပါဘယ်ဟာထည့်ရမလို့တော့မရှိဘူးကြိုက်တဲ့ဥစ္စာကိုပြောလို့ရလူတွေနေနဲ့ပတ်သက်ပြီးပြောမှဆိုကျောင်းမှာဆိုရင်အားကစားဆက်စမအောင်မရှိနိုင်ဘူးလားဒါဆိုရင်တာမန် teachers မဟုတ်တော့ဘဲနဲ့ sport teacher ဒီလိုမျိုးပြောလို့လေရနော်နောက်တခြားအသုံးအနှုန်းလေးတွေပါရှိမလဲfor example head teacher ဒါမျိုးလေးတွေစဉ်းစားလို့ရတယ်ကိုစဉ်းစားလို့ရတဲ့ဥစ္စာလေးထည့်ပါပြီးနမူနာပြမယ်နော် please နေရာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဒီနေရာတွေအပြင်တော့ဘာရှိဦးမလဲဒီမှာကစာကြည့်တဲ့လူဘာလို့ပဲပြောတာရှိတယ်ကွန်ပျူတာတွေပါနှိပ်လို့ရမယ်ပေါ့နော်ကွန်ပျူတာသုံးလို့ရမယ် computer room ဒါလည်းရှိနိုင်တယ်လို့အစည်းအဝေးတွေပါလို့တော့ assembly hall တော့ပြောထားတယ်ဒါဆိုအစည်းအဝေးလုပ်တဲ့ meeting room ဒါလည်းရှိနိုင်တာပေါ့တခြားနေရာတွေလည်းရှိနိုင်အောင်မယ်ကိုယ့်ကိုစဉ်းစားကြည့်ပါကိုယ်ကအဖြေလေးဖြေပါပြီးမှပြန်ပြီးတော့ပြန်ကြည့်မယ်နော် now things in the classroom စာသင်ခန်းထဲမှာတွေ့နိုင်မယ့်အရာဆိုလည်းအများကြီးပဲပေါ့
ဒီမှာတော့ whiteboard ပေးထားရဆိုသူ့မှာဖြတ်လို့ရတဲ့ duster တို့သူ့မှာရေးလို့ရတဲ့ marker တို့ marker pen တို့ပေါ့နော်ဒါမျိုးလေးတွေကိုစဉ်းစားကြည့်လို့ရတယ်တခြားအရာတွေလည်းထည့်လို့ရအောင်မယ်အဖြေဒီအကုန်လုံးပြန်တိုက်ကြည့်လိုက်မယ်ဆိုရင်အရှိရဥစ္စာတွေကတော့ဒါရပြီ principal librarian gatekeeper vice principal teachers students clerks cleaner ဒါသူပေးတဲ့ဥစ္စာကိုဒီ column ထဲမှာထည့်ထားတာကိုအဖြေနဲ့ကိုက်မယ်နော်နောက်နှစ်ခုထည့်ပါဆိုတော့ sample answers တိုက်တဲ့ဥစ္စာပြောလို့ရတယ်။ for example laboratory assistant တခွဲခန်းအကူပေါ့နော်ဒီလိုပြောလို့ရတယ်။နောက်တစ်ခါ security guard လုံခြုံရေးအဆောင်ဒါမျိုးတွေပြောလို့ရပါတယ်။ Now places နဲ့ပတ်သက်ပြီးတော့သူပေးထားတဲ့ဥစ္စာတွေထည့်မယ်ဆိုရင် classrooms office playground staff room library assembly hall toilet canteen and laboratory ဒါသူပေးထားတဲ့စကားလုံးတွေကိုထည့်မယ်ဆိုရင်တော့ဘာတွေထည့်လို့ရမလဲ for example language lab laboratory ရှိတယ်လို့ language lab ဒါလည်းရှိနိုင်တာပေါ့အင်္ဂလိပ်စာတွေပါတင်ဖို့ဆိုရင် language lab လုပ်မယ်။နောက်တစ်ခုက meeting room စီဝေးခန်းတွေပါရှိမယ်။ဒါတွေကနမူနာတွေပဲကိုသိတဲ့ဥစ္စာတွေပြောလို့လည်းရ။ Things in the classroom အနေနဲ့ဆိုရင်သူပေးထားတဲ့စကားလုံးတွေကဘာထည့်မလဲဆိုတော့ desk chairs timetable dustbin whiteboard backpacks books maps ဒါသူပေးထားတဲ့ဥစ္စာကိုထည့်မယ်ဆိုတော့ calendar ပြက်ကလေးပေါ့စာသင်ခန်းထဲမှာဆိုရင်ပြက်ကလေးရှိတတ်တယ်နောက်တစ်ခါ whiteboard marker whiteboard မှာရေးတဲ့ marker pen ပေါ့နော်ဒါမျိုးလေးရှိနိုင်ပါတယ်ဒါကနမူနာအဖြေတွေဖြစ်တယ်ကိုကတော့ကိုယ့်အကြောင်းကိုပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျရင်တခြားစကားလုံးလေးတွေထွက်လာနိုင်တယ်အကုန်လုံးလက်ခံနိုင်နော် listening and speaking နားထောင်ခြင်းနဲ့စကားပြောခြင်း exercise 3 imagine you are a new student in a school what would you like to know about your school write them down imagine ဆိုတာစိတ်ကူးကြည့်လိုက်ပါဘယ်လိုစိတ်ကူးရမလဲ you are a new student in a school သင်ကဒီကျောင်းမှာပေါ့နော်ကျောင်းသားတစ်တူလို့စိတ်ကူးကြည့်လိုက်ကိုကျောင်းသားတစ်တူလို့စဉ်းစားကြည့်လိုက်ကိုကကျောင်းသားအစ်တော့ဟုတ်ချင်မှဟုတ်မယ် but you must imagine you are a new student ကျောင်းသားတစ်လို့စိတ်ကူးကြည့်ရ what would you like to do what would you like to know about your school ဒီကျောင်းနဲ့ပတ်သက်ပြီးတော့သင်ရဲ့ကျောင်းနဲ့ပတ်သက်ပြီးတော့ဘာတွေကိုသိချင်တယ်လဲဒါလေးစဉ်းစားမယ်နော် write them down ခြာရေးလိုက်ပါဘာတွေသိချင်တာရှိဘယ်ချိန်ကျောင်းတက်ရတယ်လဲတချို့ကျောင်းတွေကနေ့တစ်ပတ်တက်ရတာရှိတယ်တချို့ကအပြည့်တက်ရတာရှိတယ်ဒါဆိုရင်ဘယ်ချိန်ကျောင်းတက်ရလဲဒါမျိုးပေါ့နောက်အဝတ်စားတွေဆိုရင်ဘယ်လိုမျိုးလဲစီးကဲနေဆိုရင်တော့ဘယ်လိုမျိုးလဲစသဖြင့်ဒီအချက်ကလေးတွေကိုကသိချင်မှရှိမှာမလားအဲ့ဒါလေးခြာရေးကြည့် okay ရေးလိုက်ပါအောင်အဲ့လိုရေးပြီးတဲ့အခါမျိုးကျရင် exercise 3b ကိုတစ်ချက်ကြည့်မယ် listen to the dialogue between a new student and her classmate and take what you hear listen to the dialogue ဒါစကားပြောကိုနားထောင်ရဘယ်သူတွေကြားမှာပြောရလဲဆိုတော့ between a new student and your classmate ကျောင်းသားတစ်တူနဲ့သူ့ရဲ့အတန်းပေါ်အကြားမှာပြောနေတဲ့စကားပြောကိုနားထောင်ပြီးတော့ and take what you hear သင်ကြားတာတွေကိုအမှန်ချင်းအမှတ်သားလေးလုပ်ပြပါဒါပဲအဲ့တော့ပေးထားတဲ့စကားလုံးတွေက school hours timetable subjects number of students places teachers activities school rules so when you listen to the dialogue which words or phrases do you hear ဘာတွေကြားရလဲ please tick them အမှန်ချစ်ပြီပေါ့ရမယ်နော်နားထောင်ကြည့်အောင် Good morning. Good morning. I'm Sandy. Are you a new student? Yes, I am. I'm Finza. Can I ask you some questions? Sure. Go ahead. What's the name of our principal? Daletman. What are the school hours? The school starts at 8 a.m. and is over at 3 p.m. And the lunch break is from 11 to 11:30. I see. Where's the school canteen? It is next to the playground. Is there a library? Yes. You can read newspapers, journals, and books there. Can you tell me some more important school rules? Certainly. We must attend school regularly. We mustn't be late for school. And we mustn't bring large sums of money. Can I bring my mobile phone to school? No, you can't bring valuable things to school. Okay. What about the teachers? Are they good at teaching? Yes,
they are. All of them are very good at teaching. What do you like most about the school? School activities. I enjoy doing them. Okay. Now နားထောင်လိုက်တဲ့အခါမှာဘယ်စကားလုံးလေးကြားလိုက်တယ်လဲ school hours ကြားလိုက်သလား time travel ကြားသလား subjects ကြားသလား number of students ကြားသလားစသဖြင့်ကိုကြားတဲ့ဥစ္စာတွေကိုအမှန်ချရဒါပေမဲ့ပထမတစ်ခေါက်နားထောင်တဲ့အခါမှာတော့သိပြီးတော့အပြည့်အဝနားလည်ဖို့မလွယ်ဘူးပေါ့နော် so when you listen to the dialogue for the first time it's not possible for you to understand it completely အပြည့်အဝနားလည်ဖို့မလွယ်ဘူးအဲ့တော့ဘာလို့သင်တယ်လဲဆိုရင်စာသားလေးနဲ့တွေ့ပြီးနားထောင်ပါပေါ့ listening script လေးကြည့်မယ်ပြီးရင်နားထောင်ကြည့်မယ်နော်ဒီမှာဒါ listening script လေးပြီးထားမယ်စာသားလေးပြီးထားမယ်ပြီးတော့ပြန်နားထောင်ကြည့်မယ်စာလေးကိုကြည့်ပြီးတော့နားလဲနားထောင် so listen and read at the same time တစ်ချိန်တည်းမှာနားလဲထောင်တော့ဖတ်လဲဖတ်တာနော် Good morning. Good morning. I'm Sandy. Are you a new student? Yes, I am. I'm Finza. Can I ask you some questions? Sure. Go ahead. What's the name of our principal? Daletman. What are the school hours? The school starts at 8 a.m. and is over at 3 p.m. And the lunch break is from 11 to 11:30. I see. Where's the school canteen? It is next to the playground. Is there a library? Yes. You can read newspapers, journals, and books there. Can you tell me some more important school rules? Certainly. We must attend school regularly. We mustn't be late for school. And we mustn't bring large sums of money. Can I bring my mobile phone to school? No, you can't bring valuable things to school. Okay. What about the teachers? Are they good at teaching? Yes, they are. All of them are very good at teaching. What do you like most about the school? School activities. I enjoy doing them. နှစ်ခေါက်လည်းနားထောင်ပြီးသွားပြီစာသားလေးကြည့်ပြီးသွားပြီဆိုတော့ဒီမှာအဖြေလေးသိနိုင်မှာပေါ့နော်ဘာတွေကြားခဲ့တယ်လဲ so school hours တွေကြားမယ် so please take here နောက်တစ်ခုက places တွေအကြောင်းပြောတာရှိမယ်ဒါလေးကြားမယ်နောက်တစ်ခုက school rules တွေအကြောင်းပြောတာရှိတယ်ဒါလေးပေါ့နော်နောက်တစ်ခုက teachers တွေအကြောင်းလည်းပြောသွားတယ်ပြောပါတယ်ဒါလေးနောက်တစ်ခုက activities တွေအကြောင်းပြောသွားတယ်ဒါပေါ့နော်အဲ့တော့ time travel subjects number of students ဒါရောထည့်မပြောသွားဘူးဒီ၅ချက်ကိုပြောသွားတယ်နော် school hours places teachers activities and school rules အဲ့ဒါလေးတွေကိုပြောသွားတာကိုကိုကကြားလိမ့်မယ်နှစ်ခေါက်နားထောင်ထားရဆိုတော့အဆင်ပြေမယ်နော်အဖြေပြောမယ်ဆိုရင် school hours places school rules teacher and activities Exercise 4A. Listen again and complete the dialogue on the next page. ပြန်နှားထောင်နော်ပြီးတဲ့အခါမျိုးကျရင်တစ်ဖက်စာမျက်နှာက dialogue လေးကိုဖြည့်ဆွတ်ပေးပါတဲ့ပြဋ္ဌာန်းစာအုပ်ကိုကြည့်မယ်ဆိုရင်စာမျက်နှာ16မှာ dialogue လေးတစ်ခုတွေ့မယ်အဲ့ဒီ dialogue လေးကိုကိုကပြန်ပြီးတော့ဖြည့်ဆွတ်ပေးရမှာပေါ့ဖြည့်ဆွတ်ပေးတဲ့အခါကျတော့ဒီမှာတော့ quality လေးပြီးထားတယ်1 to 8ပြီးထားတယ်ကိုကပြန်နှားထောင်တဲ့အခါကျတော့ဒီစာသားလေးကိုကြည့်ရင်းနဲ့နော်စာမျက်နှာ16မှာရှိတဲ့ပြဋ္ဌာန်းစာအုပ်တွေကစာမျက်နှာ16မှာရှိတဲ့ dialogue လေးကိုကြည့်ရင်းနဲ့ကိုကြားတဲ့စလုံးလေးတွေကိုဖြည့်သွားပေးရမယ်နော်အဲ့တော့စာအုပ်ကလေးကိုကြည့်ပါပြီးရင် dialogue လေးကိုနားထောင်ပါနော်ဒီစာသားမကြည့်ဘဲနဲ့ကိုပုံလေးစာအုပ်ကလေးကိုပဲကြည့်ပြီးတော့ dialogue လေးကိုပြန်နားထောင်ပါအောင်ဖွင့်ပြပေးမယ်နော် Good morning. Good morning. I'm Sandy. Are you a new student? Yes, I am. I'm Finza. Can I ask you some questions? Sure. Go ahead. What's the name of our principal? Daletman. What are the school hours? The school starts at 8 a.m. and is over at 3 p.m.
And the lunch break is from 11 to 11:30. I see. Where's the school canteen? It is next to the playground. Is there a library? Yes. You can read newspapers, journals, and books there. Can you tell me some more important school rules? Certainly. We must attend school regularly. We mustn't be late for school. And we mustn't bring large sums of money. Can I bring my mobile phone to school? No, you can't bring valuable things to school. Okay. What about the teachers? Are they good at teaching? Yes, they are. All of them are very good at teaching. What do you like most about the school? School activities. I enjoy doing them. ဒါဆိုရင်ကိုကစာမျက်နှာဆက်ခွန်က dialogue လေးဖြည့်တဲ့ပြီးလို့ထင်တယ်ဖြည့်ခဲ့တဲ့ဥစ္စာနဲ့ကိုအဖြည့်လေးနဲ့ပြန်တိုက်ကြည့်အောင် number 1ဆိုရင်ပါကြတယ် principal 2ဆိုရင် school hours 3 canteen 4 playground 5 library 6 school rules 7 teachers 8 activities ဒါလေးဒီကြားခဲ့ရမှာပေါ့နော်ဒီလိုလေးဖြည့်ခဲ့ပြီပါ exercise 4b က complete the table with the questions in the dialogue အဲ့ဒီအပြန်အလှန်ပြောစကားပေါ့နော် dialogue ထဲကမိကုန်းနေနဲ့ဇာတ်ကိုဖြည့်ဆွတ်ပြီးပါတဲ့ပထမတစ်ခုသူကဘာပြထားလဲဆိုတော့ are you a new student ကျောင်းသူတလား Sandy ကမေးတဲ့စကားလေးသူ good morning I'm Sandy are you a new student ဆိုတဲ့အထက်မှာမိကုန်းတစ်ခုပါတယ်အဲ့ဒါက are you a new student ဒါက yes no questions တာ WH questions တာ so you will know that it's yes no question so you have to put are you a new student in the column for yes no questions ဒီမှာထည့်ပေးရနော်နောက်တစ်ခုထပ်စဉ်းစားမယ်ကဲဒါတွေကမိကုန်းလေးခဏထားလိုက်သူ WH question လေးတေချာအောင်ပြောမယ်ဆိုရင်သူက what's the name of our principal ဒီလိုလေးမိထား number 1အတွက်မိထားဥစ္စာလေးအဲ့တော့ what's the name of our principal ဆိုရင်ကျောင်းအုပ်ကြီးရဲ့နာမည်ကဟုတ်တယ်မဟုတ်ဘူးဖြေရမှာမဟုတ်ကျောင်းအုပ်ကြီးနာမည်ကိုတန်းဖြေရမယ်ဒေါ်သက်မွန်ဆိုတော့တန်းဖြေရတော့မယ်အဲ့လိုမျိုးအချက်လက်ကိုသိချင်တဲ့မိကုန်းဆိုတာဒါ WH question ပေါ့ဒါကြောင့်မလို့ what's the name of our principal ဆိုတဲ့ဥစ္စာကိုဒီ column မှာထည့်အဲ့တော့ summit ဆက်ခွန်မှာရှိတဲ့ dialogue ကိုပြန်ကြည့်ဦးပြန်ကြည့်ပြီးတဲ့အခါမျိုးကျရင်ဟောဒီမှာဖြည့်ကြည့်ရအောင်ဖြည့်ကြည့်အောင်ဆိုတော့သူဘာပြီးထားတာရှိတယ်လဲနော်အဲ့တော့ are you a new student ဒါရှိရမယ် what's the name of our principal ဒါရှိမယ်နောက်တစ်ခုကသူကပြောထားတာရှိရလေသင်စားမိတယ် can I ask you some questions မိကုန်းလေးတွေမိလို့ရမလားဆိုတော့ဒါက yes no questions ဒါ WH questions ဒါ WH yes no question ပေါ့ဒါကြောင့်မို့ဒီမှာထည့်မယ် can I ask you some questions ဒီမှာထည့်ဟုတ်ပြီနောက်တစ်ခုသူ number 1မှာပေးထားတဲ့ဥစ္စာသူအောက်ကလေးမှာကြည့်လိုက်နော်ပုံလေးစာအုပ်ကသူအောက်ကလေးမှာကြည့်လိုက် what's the name of our principal ဒါတော့ဒီမှာပေးခဲ့ပြီ WH question မှာထည့်နောက်တစ်ခုသူမေးတဲ့မိကုန်းလေးတွေပဲကြည့်ကြည့်နော်သူကဗာမေးတယ်ဆိုတော့ where's the school canteen ဒီလိုမျိုးမေးထားတယ်အဲဆိုရင်အဲ့တော့တစ်ခုကျမှ number 2မှာဆိုရင် what are the school hours ဒါလေးအရင်စာမိထားမှာလားအဲ့ဒါကြတော့လေ what are the school hours သူမိတာဖြစ်တဲ့ကြောင့်မို့သူက WH question ဖြစ်တယ်ဒီမှာထည့်မယ်နော် what are the school hours ပြီးတော့မှအောက်က number 3မိကုန်း3မှာကျတော့ဗာပြထားလဲဆိုရင် where's the school canteen ဒီလိုမျိုးမိထားတယ်ဒါဆိုသူ့အောက်မှာထည့်လိုက်မယ် where's the school canteen now question 4တစ်ချက်ကြည့်ကြည့်question 4တော့မဟုတ်ဘူးเนาะသူအောက်တစ်ခုပေါ့ဒီ number 5မှာပြထားတဲ့ဥစ္စာလေး is there a library ခုနကအဖြေထည့်ပြီးသားဆိုပြီးကိုတန်းပြလို့ရတယ် is there a library စာကြည့်တဲ့ရှိသလားဆိုတာဒါ yes no questions လေဒီမှာထည့်မယ်အဲ့တော့ is there a library ဒီမှာထည့်ကဲသူ့အောက်တစ်ချက်ကြည့်လိုက်အောင်သူ့အောက်တစ်ချက်ကြည့်လိုက်ဆိုတော့ဘာတွေ့တယ်ဆိုတော့ can you tell me some important school rules ဒီလိုမျိုးလေးတွေ့ရမလားအဲ့တော့ can you tell me လို့ပြောရဆိုတော့ yes no questions ဒါ WH questions ဒါ yes no questions ပေါ့ဒီမှာထည့်မယ်အဲ့တော့ can you tell me ဒါလေးထည့်လိုက်ကဲသူ့အောက်တစ်ခုကြည့်လိုက်အောင်ဘာလဲဆိုတော့ can I bring my mobile phone to school
ကျောင်း mobile phone တွေယူလာလို့ရသလားဒါလေးပဲ yes no questions ပဲမလားအဲ့တော့ဒီမှာထည့်မယ် can I bring my mobile phone to school ဒီလိုလေးပြောမယ်နောက်တစ်ခုကျတော့ number 7လေးကိုတစ်ချက်ကြည့်လိုက် what about နဲ့မိထားတဲ့ဥစ္စာ what about the teachers ဒါကြတော့သိကြတာပေါ့ what နဲ့စထားတာဖြစ်တဲ့မို့ WH question ပဲဒီမှာထည့်မယ် what about the teachers ဆက်စမတွေရောဘယ်လိုလဲဒါမျိုးနောက်တစ်ခုထပ်မိထားတယ် are they good at teaching စာတင်တာကောင်းသလားဒါဆိုရင် are they လို့မိထားတဲ့အတွက်ကြောင့်မဒါ yes no question ပဲကောင်းလားမကောင်းလားကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းလို့ပြောရမှာပေါ့အဲ့တော့ are they good at teaching ဒီမိကုန်းလေးဒီမှာထည့်ကဲနောက်တစ်ခု what do you like most about our school သူအောက်မှာကြည့်လိုက်ဆိုရင်ကျောင်းနဲ့ပတ်သက်ပြီးတော့ဘာကိုအကြိုက်ဆုံးလဲလို့မိတဲ့ဥစ္စာလေးရှိတယ်ဒါကြောင့် WH question ဖြစ်သွားပြီ what do you like most about our school ဒီလိုမျိုးလေးကိုဖြည့်ပြရမှာပေါ့အဲ့ဒါကြီးအကုန်လုံးကပုံနေစာအုပ်ရဲ့စာမျက်နှာ7ဒါလေးကိုကြည့်ကြည့် so you need to turn to page number 70 and you have to look at the questions in the dialogue and put the questions in the correct column မှန်ကန်တဲ့နေရာမှာထည့်ပြရမှာနော်အဖြေလေးပြန်တိုက်ကြည့်အောင် are you a new student ဒါသူပေးထားတဲ့စာသားလေးပြီးဒီအောက်ကဥစ္စာတော့ကိုယ့်ကိုဖြည့်ထားတာ can I ask you some questions is there a library can you tell me some important school rules can I bring my mobile phone to school are they good at teaching ဒီလိုလေးပြောပြရWH questions မှာဆိုတော့ဒီစလုံးစောင်းနဲ့ရေးထားတဲ့ဥစ္စာပေးထားပြီးသားဥစ္စာပါ what's the name of our principal ဒီအောက်ကဥစ္စာရောကိုယ့်ကိုရှာထားတာပေါ့ what are the school hours where's the school canteen what about the teachers what do you like most about the school ဒီလိုမျိုးလေးပြောထားတယ်ဆိုတို့ကြည့်ခဲ့တဲ့စာမျက်နှာ7ခွန်က dialogue တွေကဒီ dialogue တွေပေါ့နော်အဲ့တော့ပြန်ပြီးတော့ပြန်ပြောကြည့်မယ်ဆိုရင်သူကတင်စာ so as you can see in the picture the name of the two students are Tenza and Sammy and Tenza is a new student so she need to ask Sandy she need to ask questions so she wants to know about the school and Sandy will answer her questions Sandy ကသူမိကုန်နေဖြေပေးမှာပေါ့Tenza စပြောတယ် good morning what is Sandy ပြောမယ် good morning I'm Sandy are you a new student တောင်းသူအစ်လားလို့ပြန်ပြီးတော့ yes I am I'm Tenza ဟုတ်ပါတယ်တင်စားပါ can I ask you some questions မိကုန်နေမေးလို့ရမလားဆိုတော့ဟိုက sure go ahead ရပါတယ်ဆက်မေးပါပေါ့နော်မေးပါပေါ့ဒီလိုမျိုးလေးပြောတယ်အဲ့တော့မေးပါဆိုလဲဆိုတော့သူကပထမဆုံးမေးခွန်းအနေနဲ့ဗာမေးတယ်လဲဆိုရင် what's the name of our principal ခုနကနားထောင်တဲ့အခါမှာထည့်ပြီးသားနော်ဒီ number 1အတွက်အဖြေဆိုရင် principal လို့သူကပြောရတယ် PRINCIPAL principal အဲ့တော့ဟိုဖြေထားတယ်ဒေါ်တက်မွန်နောက် number 2မှာကwhat are the ကိုပါကြားခဲ့တယ်လေခုနကအဖြေတော်ဖြေခဲ့ပြီး school hours တို့ကြားတယ်မလား what are the school hours တောင်းတက်ချိန်ကြီးကဘယ်ချိန်ကြီးလဲဆိုတော့ the school starts at 8 a.m. and it's over at 3 p.m. 7 နာရီမှာစမယ်3 နာရီမှာပြီးမယ် and the lunch break is from 11 to 11:30နေ့တဲ့စားရချိန်က7 နာရီနဲ့7ခွဲအထိ I see means I understand ငါသိပြီငါနားလည်ပြီပေါ့ where is the school okay number 3ကဗာမိထားလဲဆိုတော့ခုနကနားထောင်တဲ့အထက်မှာကိုကကြားခဲ့ပြီးသား canteen ကျောင်း canteen ကဘယ်နားမှာလဲဆိုတော့ it's next to the number 4ကဗာပြောလိုက်ဆိုတော့ playground လို့ကြားခဲ့ရမှာလား PLAYGROUND playground နဲ့ကဲ့ရမှာပေါ့ it's next to the playground ပြန်စားထပ်မိပြန်နေ is there 5ကတော့ library လို့မိထားတာကိုကိုအရှိနားထောင်တော့ကြားခဲ့တယ်နော် LIBRARY library နားထောင်ဖို့တော့လိုတယ်နော်ဒါမှစလုံးလေးပြီးမှာ is there a library စာကြည့်တိုက်ရှိသလားဆိုတော့ yes you can read newspapers journals and books there အဲ့ဒီမှာသတင်းစာတွေဖတ်လို့ရတယ် journals တွေဖတ်လို့ရတယ်စာအုပ်တွေဖတ်လို့ရတယ် can you tell me some important ဘာကြားခဲ့တယ်လဲ school rules အရေးကြီးတဲ့အကြောင်းစည်းကမ်းတွေကိုပြောလို့ရမလားပြောပြပေးလို့ရမလား can you tell me some important school rules အဲ့တော့ဟိုက Sandy ကစိတ်ရှိရှိနဲ့ရှင်းပြတယ် certainly ရတာပေါ့ we must attend school regularly ပုံမှန်တောင်းတက်ရမယ် we mustn't be late for school ကြောင်မနောက်ကြရအောင် and we mustn't bring large sums of money ပတ်စံပမာဏတွေအများကြီးလည်းမယူလာရပြဿနာတက်မှာဆိုလို့ပေါ့အဲ့ပတ်စံမယူလာဘူးဆိုတော့ဟောဘာဖြစ်လဲဆိုတော့ can I bring my mobile phone to school ကျောင်း mobile phone ယူလာလို့ရသလားခေတ်လျောက်ဖုန်းကြီးရှိကြရလေဖုန်းယူလာလို့ရသလားဆိုတော့ဟိုကဘာပြန်ပြောလဲဆိုရင် no you can't bring valuable things to school မရအောင်ကျောင်းတန်မိုးရှိတဲ့ဥစ္စာတွေမယူလာဘူးပေါ့အဲ့တော့ okay what about the
ကြားခဲ့တဲ့စကားလုံးက TEACHERS teachers ဆရာဆရာမတွေကဘယ်လိုလဲ Are they good at teaching စာအသင်ပြကောင်းကြသလားဆန်နီကဘာပြန်ဖြေလဲဆိုတော့ Yes they are ကောင်းတယ် all of them are good very good at teaching အကုန်လုံးကစာသင်တာသိကောင်းတယ်ပေါ့ဒါဆိုနောက်ဆုံးပြောတဲ့ဥစ္စာတွေက What do you like most about the school ကျောင်းနဲ့ပတ်သက်ပြီးတော့ဘာကိုအကြိုက်ဆုံးလဲဆိုတော့ကိုကကြားလိုက်တယ် school activities 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 school activities ကျောင်းနဲ့လှုပ်ရှားမှုတွေ I enjoy doing them အဲ့ဒါကြီးလုပ်ရတာကိုငါကသဘောကျတယ်ဒါလေးဒီခေါ်ကြခဲ့မယ်နော် dialogue လေးကိုနားမလည်ပါဆိုပြီးပြန်ရှင်းပြတာပြီးတော့ပြီဆိုတော့ practice the dialogue in pairs အပြန်အလှန်ပြောစကားကိုနှစ်ယောက်တွဲပြီးတော့လေ့ကျင့်ရတယောက်ကစန်ဒီလုပ်ရမယ်တယောက်ကတင်စာလုပ်ရမယ်တင်စာလုပ်တဲ့သူကမိကွန်မီစန်ဒီလုပ်တဲ့သူကဖြေဖို့ for example တင်စာဆိုရင် good morning စန်ဒီကလည်းပြန်ပြော good morning I'm Sandy are you a new student ဒီလိုလေးပြောပြီးပေါ့ဒါဆိုတင်စာ yes I am တင်စာ can I ask you some questions ဒါဆိုစန်ဒီလုပ်တဲ့သူကလည်းပြန်ပြော sure go ahead ဒါဆိုတင်စာပြောမယ် what's the name of our principal ဒါဆိုစန်ဒီကဖြည်းဖြည်းဒေါ်တက်မွန်ဒါမျိုးလေးစာလေးကြည့်ပြီးတော့ပြောရလို့ရတယ်နှစ်ယောက်တွဲပြီးတော့သူကစကားပြောတဲ့ပုံစံလေးပေါက်အောင်စူးစမ်းပြီးတော့ပြောကြည့်ပေါ့နော်ဒီလိုမျိုးလေ့ကျင့်မယ်ဆိုရင်ကိုယ် speaking practice ချဒါလည်းမကသေးဘူးနောက်တစ်ခုလုံးမှာ role play the dialogue အဲ့ဒီအပြန်အလှန်ပြောစကားပြောကိုတရုပ်ဆောင်ပြီးတော့လေ့ကျင့်အောင်မယ်ဘယ်လိုတရုပ်ဆောင်မလဲဆိုတော့ student A က imagine you are a new student ကိုအကြောင်းသားအတူလို့စိတ်ကူးကြည့်လိုက် extra partner about the school ကျောင်းအကြောင်းကိုဖော်တယောက်ကိုမေးရဒါဆိုကိုနဲ့အတူတွဲကြတဲ့သူက student B ပေါ့သူကြတော့ answer your partner's questions တဲ့အဖော်ရဲ့မေးခွန်းတွေကိုဖြေပြီးအဲ့တော့ဘယ်လိုမေးရမလဲဘယ်လိုဖြေရမလဲမသိဘူးဆိုရင်စာမျက်နှာဆက်ခွန်က dialogue လေးကိုနမူနာပြန်ယူ student A ကမေး good morning ဒီလိုစလိုက် student B ကပြောမယ် good morning ကိုနာမည်ကိုပြောပြီး I am Sandy တော့မဟုတ်တော့နော် I'm Tiha are you a new student ဒီလိုမျိုးလေးပြန်လို့ရတာမှာပေါ့အဲ့တော့ဟောလည်းပြောမယ် yes I am Tutu ဥပမာနော်ဒါနာမည်တူတူဆိုရင် I'm Tutu can I ask you some questions မိကုန်းနေမေးလို့ရမလားကိုကအရင်စဉ်းစားမှစူနေသူ့ထေရအတိုင်းပြန်သွားတော့မယ် sure go ahead ရတယ်စမေးပါပေါ့ဒါဆိုသူကမေးမယ် what's the name of our principal တို့ကြောင့်အုပ်ကြီးရဲ့နာမည်ကဘာတူလဲ for example သူ့နာမည်ကဒေါ်ချူချူဆိုပါစို့အဲဆိုဒေါ်တက်မွန်အစား instead of ဒေါ်တက်မွန် you should say ဒေါ်ချူချူလို့ပြောဒါမျိုးပေါ့နော်အဲ့လိုမျိုးလေးဒီကိုသိတဲ့ဥစ္စာလေးတွေအစားထိုးပြီးတော့ပြောရမယ်ပြီးတော့ကိုယ့်ရဲ့ information အမှန်လေးတွေကိုထည့်ပြီးတော့လေ့ကျင့်သွားမယ်ဆိုတာ speaking practice ကောင်းကောင်းရသွားမယ် student A ကမေးခွန်းလေးမေးပြီးပါ student B ကဖြေပြီးပါပြီးတော့တလဲစီပြန်ပြီးတော့အမေးဖြေလုပ်မယ်မေးခွန်းမေးတဲ့သူကတစ်ခါပြန်ပြီးတော့ဖြေပြီးဖြေတဲ့သူကတစ်ခါပြန်ပြီးတော့မေးပြီးဒီလိုမျိုးအစားဆုံးအပြန်အလှန်လုပ်လိုက်မယ်ဆိုရင် role play လုပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ speaking practice တွေတေချာရသွားမယ်နော်အဲ့တော့ဒီသင်ခန်းစာမှာအဓိကသူကရစေချင်တာက listening practice နဲ့ speaking practice အဲ့ listening practice ကအထက်အခါကနားထောင်ခဲ့ပြီးဒါရပြီလို့ဆိုလို့ရမယ်အခု speaking practice တို့လည်းဒီတိုင်းမထားခဲ့ပဲနဲ့လေ့ကျင့်ကြည့်မယ်ကိုယ့်ကိုတင်ငယ်ချင်းနဲ့ပြောကြည့်မယ်နော်အချက်လက်ကလေးဖြည့်ဆွက်ပြီးတော့ပြောကြည့်မယ်ဆိုရင်ရဒါအပြင်ဘာတွေပြောရမလဲဆိုတဲ့ဥစ္စာတွေကိုမသိမှဆိုလို့ vocabulary ကျူးပြီးတော့စုပြီးထားရလေရှိသေးတယ်လေအဲ့တော့အဲ့ဒီ vocabulary လေးကိုပြန်ပြီးတော့လေ့လာမယ်ဒါလေးတွေပြန်သုံးပြီးတော့ပြောကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ listening skill နောက်တော့ speaking skill ဒါတွေအကုန်လုံးတိုးတက်တဲ့အပြင် vocabulary လည်းအများကြီးသိသွားမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်